ဒီနေ့ကရုံးရလေအိမ်မှာခောက်ဆွဲပြုတ်တောက်မလို့ပစုံလေးကိုင်းနေတာဒီခောက်ဆွဲပြုတ်ထဲကိုလေပစုံလေးထည့်မယ်ဒါပစုံလေးကိုင်းတာပေါ့နော်ဒီမှာပစုံလေးဒီမှာအခုံလေးတွေနှွားပြီးတော့ဒီမျိုးလေးကိုင်းပြီးသွားပြီဒီမှာဒီရတယ်လေဒီမှာစုကာရဲ့ပူဆက်အရသာခောက်ဆွဲကိုဒီနေ့ပြုတ်တောက်မှာအဲချင်းကန်ဆက်လေးစားခြင်းလို့ပေါ့ကွယ်ထိမိခွေဝအောင်လေမိုးကလည်းလေရွာလိုက်နေရပူလိုက်မိုးကရွာလိုက်နေရပူလိုက်နဲ့အခုလိုအချိန်မှာလေစုကာရဲ့ပူဆက်အရသာခောက်ဆွဲကိုလေထိမိခွေအောင်လေပြုတ်စားမယ်အခုဆိုလို့ရှိရင်လေစုကာရဲ့ဒီပူဆက်အရသာခောက်ဆွဲရလေမြို့နယ်မရွေ့နေရမရွေ့အချိန်မရွေ့လေနေရအနှံ့မှာဆိုလေအခုဆိုလို့ရှိရင်လေဝယ်လို့ရနေပါပြီရှင်အွန်လိုင်းရမှာမဲ့အသေးတွေအတွက်ကတော့ပြန်ရောင်းသမားတွေအတွက်ကဆိုလို့ရှိရင်လေအောက်မှာရုံးအောက်မှာမန်ရှင်းခေါ်ပေးထားတဲ့အကောင့်မှာသွားဝယ်လို့ရပါတယ်ရှင်စုကာရဲ့ပူဆက်အရသာခောက်ဆွဲလေးပြုတ်လိုက်တော့မယ်နော်ခောက်ဆွဲနေနဲ့နူးကန်နီးပြီဆိုတော့အရသာမုတ်လေးတွေထည့်လိုက်တော့မယ်ဒါကတော့စုကာထဲမှာပါတယ်လေပူဆက်အရသာမုတ်လေးညသီးသိန်းလေးနည်းနည်းလေးညှက်ထည့်လိုက်မယ်နန်လေးကတော့မှုေးနေတာပဲကဲစုကာရဲ့ဒီမှာပူဆက်အရသာလေးခောက်ဆွဲပြုတ်ပြီးသွားပြီဆိုတော့ဆွဲလိုက်တော့မယ်မြည်လိုက်အောင်မယ်ဆွဲလိုက်တော့မယ်
အရသာတော့လေထိမိနေရပဲလေမလေစုကရဲ့ပူဆက်အရသာတော့လေအရသာကိုထိမိနေရပဲ